Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ကျွန်တော်ကိုလူတော်တော်များများက Facebook ကပိုက်ဆံရပြီလားဆိုတဲ့အကြောင်းကိုတော်တော်များများမေးလာကြတယ်ကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်ပြောပြပါမယ်မရသေးပါဘူးခင်ဗျာတပြားမှမရသေးပါဘူး Facebook ထဲမှာပိုက်ဆံရှာရတာလွယ်သလားဆိုလို့ရှိရင်တစ်ဖက်ကလွယ်တယ်တစ်ဖက်ကမလွယ်ဘူးလွယ်တာကတော့ Facebook မှာသတ်မှတ်တဲ့ limit တွေရှိတယ်အဲ့ဒီ limit ကိုကောင်းကောင်းလေးလောက်ပေးနိုင်လို့ရှိရင်ပိုက်ဆံရဖို့အတွက်လွယ်တယ်သူတို့သတ်မှတ်တဲ့ limit ကိုကိုကမလောက်ပေးနိုင်ဘူးဆိုလို့ရှိရင်သူတို့ပိုက်ဆံမပေးဘူးဒါပေမဲ့ကမ္ဘာတော်မှာ social media platform ထဲမှာကိုယ့်ရဲ့အခန်းဝင်ငွေတစ်ခုကိုရဖို့အတွက်တိစောင်းနေကြတဲ့လူတွေတော်တော်များများကိုတွေ့ရပါတယ်အဲ့လိုပုံစံမျိုးပဲရတဲ့လူကလည်းအမှန်ကန်ရနေကြပါတယ်ခင်ဗျာတကယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အခန်းလို့ခေါ်တဲ့လက်ဆိုင်ပုံမှန်ဝင်ငွေတစ်ခုရဖို့ဆိုတာလွယ်သလားဆိုလို့ရှိရင်မလွယ်ပါဘူးဒီ Facebook လောကထဲမှာမလွယ်ပေမဲ့လည်းလူတော်တော်များများစူးစမ်းနေကြတာကိုကျွန်တော်တို့တွေ့ရပါတယ်ပုံမှန်အပြင် Facebook ရဲ့သဘောက Facebook ဖွင့်ပြီးမှပဲ page တစ်ခုထပ်ဖွင့်မယ်အဲ့ဒီ page တစ်ခုထပ်ဖွင့်လိုက်လို့ရှိရင်တော့ professional dashboard ကတော်တော်များများပွင့်နေလို့ထင်ပါတယ်ဒါပေမဲ့ page မဖွင့်ဘဲနဲ့လေ professional dashboard ပွင့်တဲ့လူတွေတပုံကြီးရှိပါတယ်အဲ့ဒီ professional dashboard ပွင့်ပြီဆိုလို့ရှိရင်တော့ Facebook ကပိုက်ဆံပေးဖို့အတွက်တန်းစီနေတဲ့လူလို့သတ်မှတ်လို့ရပါတယ်ဒီနေ့မှာကျွန်တော် Facebook ကရနိုင်ခြင်းနဲ့မရနိုင်ခြင်းကိုကျွန်တော် Facebook အကောင့်ကိုဖွင့်ပြပြီးတော့ပဲဒီကကျွန်တော်ပရိသတ်တွေကိုနားလည်လွယ်အောင်ကျွန်တော်ချက်ပြချင်ပါတယ်ဘယ်လိုပုံစံမျိုးနဲ့ဆိုလို့ရှိရင်ရမယ်ဘယ်လိုပုံစံမျိုးနဲ့ဆိုလို့ရှိရင်မရဘူး Okay let's go တွေ့ကြစို့ကျွန်တော် Facebook အကောင့်ကိုကျွန်တော်ဖွင့်ပြမယ်ပုံမှန်အပြင်ဆိုလို့ရှိရင်ကျွန်တော် Facebook အကောင့်ကိုဖွင့်မယ် Facebook ကိုဖွင့်လိုက်လို့ရှိရင်ကျွန်တော် profile ကိုဝင်မယ်ကျွန်တော် profile ထဲကိုဝင်လိုက်လို့ရှိရင်ဒီမှာdashboard ကိုဝင်မယ်ဒီ dashboard ကိုကြည့်လိုက်လို့ရှိရင်ပိုက်ဆံရနိုင်တဲ့လူတွေပိုက်ဆံမရနိုင်တဲ့လူဆိုတာကိုယ်ကပြပြကြည့်သိနိုင်တယ်ဒါကြောင့်မလို့ကျွန်တော် dashboard ကိုကျွန်တော် operator ခေါ်သွားမယ်ဒီမှာကျွန်တော် dashboard ကိုဖွင့်လိုက်တာနဲ့ကျွန်တော်ဒီထက်မှတွေ့ရပါတယ် view ဆိုတဲ့နေရာတစ်ခုရှိမယ် earning ဆိုတဲ့နေရာတစ်ခုရှိမယ်engagement ဆိုတဲ့နေရာတစ်ခုရှိမယ်နောက် follower ဆိုတဲ့နေရာတစ်ခုရှိမယ်ဒီအချက်တွေကိုတိုးတိုးလေးကိုဂရုစိုက်ရပါတယ်ဒီလေးချက်1 2 3 4ဒီလေးချက်ကိုတိုးတိုးလေးကိုဂရုစိုက်ရပါတယ်view ဆိုလို့ရှိရင်လေ view ကောင်းလို့ရှိရင်ပိုက်ဆံပေးတာကိုလူတိုင်းသိပါတယ်view ကောင်းတယ်ကွာ view မကောင်းဘူးအဲ့လိုပုံစံမျိုးတွေလူတိုင်းပြစားကပြုတ်နေတာကိုကျွန်တော်တွေ့ရပါတယ်လူတိုင်းစီသိလာပါတယ် view ကောင်းလို့ရှိရင်ပိုက်ဆံရနိုင်တယ် view တစ်ခုတည်းကောင်းလို့မရဘူးနော် view ဘလောက်ပဲကောင်းပါစေနောက်ဒီအချက်တွေမပြည့်စုံလို့ရှိရင်လည်းမပေးဘူးအဲ့ဒါတွေကျွန်တော်ပြောပြချင်တာဒီမှာကြည့်မယ်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ပိုက်ဆံမရှိသေးပါဘူး 0% ပဲရှိတယ်ဒီမှာ engagement ဒီ engagement ကိုကျွန်တော်ပြောပြချင်တယ်ဒီ engagement ဆိုတာတော်တော်လေးကိုအရေးကြီးတဲ့သဘောတရားတွေမှာရှိပါတယ်ဒီ engagement ကိုကျွန်တော်တို့ဘယ်လိုနားလည်ရမလဲဆိုလို့ရှိရင်အပြန်အလှန်စကားပြောတာပေါ့ဆိုတော့ကျွန်တော်တင်လိုက်တဲ့ post ကိုကျွန်တော်ပရိသတ်ကျွန်တော် customer နေပြီးတော့ကျွန်တော်ကိုစကားပြောမယ်ခံမဲ့ရေးမယ်ပေါ့ဗျာအောက်ကကျွန်တော် post အောက်ကအဲ့ဒီခံမဲ့ကိုကျွန်တော်ကတခုရှင်းကြီးစီကို reply လောက်လုပ်တယ်အဲ့လို reply လောက်ပြီးမှပဲသူတို့က engagement ကောင်းတယ်ဆိုပြီးတော့သတ်မှတ်တယ်အဲ့ဒီ engagement ကို reply နဲ့မလောက်ဘဲနဲ့ဒီတိုင်းနေမယ်ဆိုလို့ရှိရင်တချို့တလေကျွန်တော်တို့ပြောတာရဘူးလေ Facebook အကောင့်တော့ပိုက်တယ်လို့ကျွန်တော်ကြားဘူးလေဒါကြောင့်မလို့ဒီ engagement ကိုလည်းကောင်းအောင်ကြိုးစားကြပါလို့ကျွန်တော်လည်းအကြံပြုချင်ပါတယ်တခုချင်းစီကို reply လောက်လို့ရှိရင်သူတို့ကအမှတ်ပေးတယ်ကျွန်တော်မှဆိုလို့ရှိရင်330အထိရှိတယ်သူတို့ပေးတဲ့အမှတ်ပေါ့ဒီ engagement ပြီးလို့ရှိရင် follower သွားမယ် post တန်တိုင်းကို follower တောင်းတယ် follower ဘယ်လောက်ထိရအောင်လောက်ရမယ်အဲ့ဒီ follower မရဘူးဆိုလို့ရှိရင်လေသူကပိုက်ဆံမပေးဘူးဒီပတ်မှာလူချီလောက် follower တောင်းတယ်ဒါပေမဲ့ကျွန်တော်က follower လုံးဝမရှိသေးဘူး
တယောက်မှ follower ပေးမယ်လို့မရှိဘူးအဲ့ဒီ follower လည်းအရေးကြီးတယ်ဒီ follower နဲ့ပတ်သက်ပြီးတော့ဒီ video ဘလောက်မှရှေ့က video ကျွန်တော်တို့လောက်ပြီးပြီ follower ဘလောက်အရေးကြီးတယ်ဆိုတဲ့အကြောင်းအဲ့ဒါပေးမယ်လို့မရှိတဲ့ခါကြာလို့ရှိရင် follow လို့ group ထောင်ပြီးတော့အဲ့မှာ follow like နေရတဲ့လူတွေရှိတယ်ကျွန်တော်တကယ်လို့များအဲ့ဒီ follow လို့ရှင်လို့ရှိရင်ကျွန်တော်အဲ့ဒီ group တွေဝင်ပြီးတော့သူများက follow ပေးမယ်ကျွန်တော်ပေးပြီးလို့ရှိရင်အဲ့ဒီလူကလည်းပြန်ပြီးတော့ follow ပေးတယ်အဲ့ခါကြာလို့ရှိရင် follower ရတာပေါ့နော်သူတို့တောင်းတဲ့ချစ်ခုဆိုလို့ရှိရင်ချစ်ခုကျွန်တော်တို့ရနိုင်တယ်ဒါပေမဲ့ကျွန်တော်မကြိုးစားချင်ဘူးအဲ့လိုပုံစံမျိုးနဲ့မလောက်ချင်ဘူးသူဖို့တရားနဲ့သူပဲလောက်တာပဲကျွန်တော်ကကြိုက်တယ်ဒါကြောင့်မလို့ကျွန်တော်မှာ follower မရတဲ့ပါဘူးဒီပို့အတွက်ရအောင်အတွက်လည်းကျွန်တော်မကြိုးစားတော့ပါဘူးအဲ့ဒါနဲ့မျိုးလဲဆိုလို့ရှိရင်မဟုတ်သေးဘူးနောက်တစ်ခါချီးသေးတယ် Facebook ဖွင့်ပြီးတော့ဒီချက်တွေကိုပုံမှန်အပြင်ကျွန်တော်တို့စစ်ဆေးရတယ်ဒီထက်မှကအရေးကြီးတာက weekly post your weekly progress အဲ့ဒီမှာကျွန်တော်က 22% လောက်ပဲ completely ဖြစ်နေတယ်22ရာခိုင်နှုန်းပဲကျွန်တော်ပြည့်စုံတယ် that's why ကျွန်တော်ပိုက်စံမရဘူးဒီကိုခဲ့တဲ့ပါကဆိုလို့ရှိရင် follow အကြောင်းနဲ့ပတ်သက်လို့ကျွန်တော်တစ်ခုလေးလောက်လိုက်တယ်အဲ့ဒီဘက်ကကျွန်တော်22% လောက်ကျွန်တော်ပေးတယ် 100% နဲ့ 20% လောက်ပေးတယ်Facebook နဲ့ပြီးကျွန်တော်ကို interview တဲ့ follower ကူရပါအောင် follower ဘယ်လောက်ကူရပါအောင်ကျွန်တော် follower ဘယ်လောက်လိုနေသေးလို့အဲ့လိုပုံစံမျိုးတွေ January 4ကနေပြီးတော့ January 10 အထိကျွန်တော်တတ်မှတ်ထားတဲ့ this week ဒီ week မှာကျွန်တော်ကို group post ကနေပြီးတော့ခဏခုတင်ခိုင်းတယ်တပတ်မှာခဏခုကျွန်တော်တို့ခဏခုကိုဘယ်လိုလောက်မလဲနေ့တစ်ပတ်မှာခဏခုတောင်းလို့ရှိရင်တနေ့ကိုတစ်ခုလောက်ရမှာကျွန်တော်တို့အခုလို video edit ဖြတ်ပြီးတော့စနစ်ကြလောက်တာတရက်ကိုတစ်ခုဘယ်လိုမှမပြီးဗီဒီယိုကောင်းကောင်းလေးဖန်တီးပြီးတော့ light effect တွေနဲ့ sound effect တွေနဲ့ animation တွေနဲ့ background color တွေနဲ့ background video တွေကိုစနစ်ကြထည့်တာနဲ့ဆိုလို့ရှိရင်တနေ့ကိုတစ်ပိုက်ဘယ်လိုမှမပြီးနိုင်ဘူးစာကောင်းကောင်းရိုက်တာနဲ့ဘယ်လိုမှမပြီးနိုင်ဘူးတနေ့ကိုတစ်ပိုက်ကျွန်တော်ကဒီမှာ group post ကနေပြီးတော့ခဏခုတောင်းထားတယ်ကျွန်တော်တော့မပေးနိုင် that's why Facebook ပိုက်စမရတာအဲ့ဒါတည်းလို့ဆိုလို့ရှိရင်မဟုတ်သေးဘူး public တင်ပြရမယ့် post ကနေပြီးတော့3ခုတောင်းတယ်ဟိုမှာခဏခုဒီမှာ3ခု10ခုရှိတယ်တပတ်တို့ထဲမှာ10ခုတင်ပြရမယ်ကျွန်တော်မလောက်နိုင် that's why အဲ့ဒါတည်းလို့ဆိုလို့ရှိရင် public ရေလို့ခေါ်တဲ့ video ကလည်း3ခုထားတောင်းတယ်ဒီမှာ public ရေ3ခုထားတောင်းတယ်ကျွန်တော်မလောက်ပြနိုင်ဘူးဒီတစ်ပတ်အတွက် January 4ကနေပြီးတော့ January 10 အထိဆိုလို့ရှိရင်ကျွန်တော်ကို10နဲ့3ခုတောင်းတယ်ဗီဒီယိုကျွန်တော်ဘယ်လိုလောက်နိုင်မလဲကျွန်တော်တို့လောက်တဲ့ပုံစံမျိုးဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမှမပြီးနိုင်ဘူးမလောက်ပြနိုင်ဘူးလောက်ပြီးနိုင်သည့်တဲ့အောင်ကျွန်တော်မလောက်နိုင်ကျွန်တော်ဗီဒီယိုတွေက quality base ဘယ်လိုမှမကောင်းနိုင်ဘူး effect တွေ animation တွေ sound effect တွေ light effect တွေ background တွေကိုကျွန်တော်စနစ်တကျဘယ်လိုမှမလောက်နိုင်ကျွန်တော် Facebook ကဗီဒီယိုပိုက်စံမဲ့အဲ့ဒါတွေကျွန်တော်ရအောင်လဲကျွန်တော်မကြိုးစားချင်ဘူးအဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်ပြည်သားတွေတိလောက်ပြီးနဲ့တူတယ်ဒီဥစ္စာပဲ Facebook မှာဒီဥစ္စာပဲအဓိကအပြင်ဒီဥစ္စာကို train ရမယ်ဒီဥစ္စာကိုနားလည်ရမယ်ဒါပေမဲ့ကျွန်တော်တို့ဒီအမေရိကဘက်ကလူတွေကိုပြောတာနော်အမေရိကလူတွေကလူတယောက်ကိုစက်အပြုံမှာလောက်လို့ရှိရင်ဒေါ်လာ2000ကနေပြီးတော့9000တိရတဲ့လူတွေရှိတယ်အဲ့လိုရတဲ့ပိုက်ဆံမျိုးကိုဒီ Facebook ကနေပြီးတော့ဘယ်လိုမှမပေးနိုင်ဘူးဒါကြောင့်မလို့ကျွန်တော်တို့တွေဒီဘက်ချမ်းမှာကျွန်တော်တို့အမေရိကဘက်မှာမလိုက်တဲ့လူတွေများတယ် Facebook မှာပိုက်ဆံမချတဲ့လူတွေများတယ်ကျွန်တော်တို့အပြင်မှာလောက်လို့ရတဲ့ link ကိုဒီ Facebook ကကျွန်တော်တို့မပေးနိုင်ဘူးမရနိုင်ဘူးကျွန်တော်တို့တွေဒါပေမဲ့ကျွန်တော်တို့တွေမရနိုင်ပေမဲ့လေမြန်မာနိုင်ငံကလူတွေကိုတော့အကြံပြုချင်တယ်နော်ဒီဗီဒီယိုနဲ့လောက်ကြပါဘယ် video editing ဆိုရမှမလို့ weekly progress ကိုကောင်းကောင်းလေးကြည့်အဲ့မှာတပတ်က video ဘယ်လောက်ပေးထားတယ် rate ကဘယ်လောက်ပေးမယ် post ကဘယ်လောက်ပေးမယ်ကောင်းကောင်းလေးကြည့်ပြီးတော့သူတို့လိုချင်တဲ့အတိုင်းတာကိုရှောင်းတင်ပေးဘာမှလောက်စရာမလိုဘူးလိုက်လေဖွင့်ပြီးတော့ဒီတိုင်းရိုက်ချလိုက်ပြီးကိုပြောချင်တဲ့စကားပြောပြီးတော့ဒီတိုင်းတင်ချလိုက်ဘာမှမခိုင်ဘူးဒီနေ့က9ခုလေးတင်လို့ရတယ်10ခုလေးတင်လို့ရတယ် right မြန်မာနိုင်ငံကလူတွေလောက်ကြပါဒေါ်လာ100ရလို့ရှိရင်မြန်မာငွေ4သိန်းကျော်5သိန်းနီးပါးရှိမယ်မြန်မာနိုင်ငံထဲမှာဒီနေ့ကို7နိုင်လောက်မှပဲ5သိန်းလောက်ရရင်ရနိုင်တယ်
ဒါမဲ့တာမန်လူကတော့မရနိုင်ဘူးလို့ထင်တာပဲစကိတ်တစ်ခုခုရှိမှကျွမ်းကျင်မှုတစ်ခုခုရှိမှပဲရနိုင်တယ်တူလို့တယ်ဒေါ်လာ100ကဘယ်လောက်မှမခဲဘူးကျွန်တော်ဟိုချင်းကပူကြပါလေပြောပြီးပါပြီမြန်မာနိုင်ငံကလူတွေလောက်ပါ Facebook ကပြတာကဒေါ်လာကိုပြတာမြန်မာငွေကိုပြတာမဟုတ်ဘူးဒေါ်လာ100လောက်ကိုဘုံကပြောပြတဲ့ပုံစံမျိုးနဲ့ဆိုလို့ရှိရင်ဘယ်လိုပဲရှာလို့ရတယ်မတွေ့ဝေကြပါနဲ့စူးစမ်းကြပါမြန်မာငွေ9သိန်းဆိုလို့ရှိရင်ပလေးရှာလို့ရတယ်မြန်မာနိုင်ငံက Okay bye bye good lucky အားလုံးကံကောင်းကြပါစေဗျာ